ပဲရှုရှုတရားရှုနေရင်ကျင့်တတ်တယ်နော်ကြိုက်တဲ့ဝိပဿနာကာယဝေဒနာစိတ်ဓာတ်ဓမ္မကိုအားသာတဲ့ထင်တဲ့တရားကိုဒါရှုလူဘဝမှာပဲရမှာဒါမျိုးနောက်ဘဝမရအဲ့တော့ဦးဇင်းတို့ကလူဘဝကိုအရန်တန်ဖိုးထားတယ်လူဘဝမှာအသက်မသေးသေးလို့ရှင်နေတဲ့အချိန်တွေဟာသိတန်ဖိုးထားတယ်အဲ့ဒီအတွက်ကြောင့်သားနဲ့များနဲ့နေပါတော့လေတရားကိုအားထုတ်လို့ရဖို့မရဖို့ရအောင်အားထုတ်တဲ့စိတ်နဲ့အားထုတ်ပါမိမိကအကယ်၍ချုပ်ဆဲသည့်ဟာသားနဲ့များနဲ့မှာရက်ထဲမှာမမြဲလို့ရုပ်တော်နာရှုနဲ့ရှုခြင်းလဲရှုချုပ်ဆဲသည့်နဲ့ပြန်ရှုလဲရှုကြိုက်တာရှုနေတရားရှုနေတဲ့အားထုတ်နေတယ်ဆိုရင်ကျင့်နေပြီဦးဇင်းဟောတာပါလေကာယ ानु ပဒနာအလကားထိုင်တော်မှတွန်းတလဲကံတလဲဒါကြတော့ဒုဏဝိပဿနာတက်ပြီးတွန်းလေဝင်လာတယ်လဲကိုပါဏိတာမဟုတ်ကံလေသွားလဲကိုပါဏိတာမဟုတ်တွန်းလေဒီကပြန်မကန်တော့ရင်သေပြီကံလေဒီပြန်မတွန်းရင်သေပြီအဲ့တော့တွန်းလေဒီအသက်တစ်ချက်ဖြစ်တယ်ကံလေဒီအသက်ဖြစ်တာကိုဉာဏ်လေးနဲ့အောင်ပြုတွန်းလေနဲ့သိတဲ့စိတ်ကံလေးနဲ့သိတဲ့စိတ်ကလေးအဲ့တွဲပြီးဒီလောက်လေးဝိပဿနာရှုပါဘယ်လိုသုံးတဲ့နောက်ကသာရှုဓာတ်လေးပါရှုတခုခုသောကမ္မထံကိုတော့နော်ဘဝကိုနောင်တမရမိအောင်တနေ့ဝိပဿနာရှုတဲ့စိတ်နဲ့ဘယ်လောက်နေနိုင်သလဲနေနိုင်သလောက်နေနိုင်အောင်ကြိုးစားပါလူဘဝကိုအယံတန်ဖိုးထားပါအချိန်နဲ့သာသနာကိုတန်ဖိုးထားပါကျန်တာတွေကလောကအိမ်မက်တစ်ဖွဲပါပဲသေတော့ဘုံနေဗိမာန်တွေရွှေတွေငွေတွေတိုက်တယ်ဆိုတာပျောက်ွယ်သွားပါရဲ့ဒါကြောင့်မလို့မိမိတို့ဘဝဒီသာသနာနဲ့ကြုံတဲ့အခါမှာနေ့စဉ်ရနိုင်တဲ့တရားတစ်ခုခုညီသည့်တရားနည်းနဲ့ဖြစ်ဖြစ်တရားရှုပြီးပွားပြီးနေတဲ့စိတ်နဲ့အတတ်နဲ့ဆုံးနေပါလို့ဦးဇင်းတိုက်တွန်းနေပါလေအရိယသူတော်ကောင်းတို့သည်ဝမ်းနဲ့ဝမ်းသာမြည်သည့်လောကဓာတ်နဲ့ပဲပေါင်းမဆက်ဆံရမြည်သည့်အကြောင်းပြချက်ကိုမှမတင်နဲ့အရိယတို့ကဟိုလိုဖြစ်လို့ပါဒီလိုဖြစ်လို့ပါဆိုတော့အရိယဝါဒမှမရှိအားလုံးကိုစွန့်လွတ်ပြီးသားအရိယတို့ရဲ့စိတ်ကြီးမြည်သည့်အကြောင်းပြချက်ကိုမှခံထားခြင်းဗက်ပြန်ခြင်းမရှိတာအရိယတို့ရဲ့အလုတ်ကမြည်သည့်အကြောင်းပြချက်ကိုမှမခံပြီးအောင်အားထုတ်ရနော်အဲ့ဒါအရိယတို့ရဲ့အလုတ်အရိယတို့ရဲ့အလုတ်ကဝမ်းနဲ့ဝမ်းသာကိုခံခြင်းဆက်ဆံခြင်းအားလုံးကိုဖွင့်လွှတ်နေတာဇာကောစွန့်လွတ်လေးပါပရိသေဘုဂဝေအောင်ဆုံးမမုဒ္ဒိလွတ်အောင်လေးပါအရိယဝါဒသည်စွန့်လွတ်တာအရိယအကျင့်ကအချောင်ရသွားတဲ့အရိယမရှိဘူးအရိယဓလေ့ကအချောင်လန်းမရှိဘူးမဖြစ်နိုင်ပါဘူးဆိုတာကိုပဲလွန်မြောက်အောင်ကျင့်ရမရနိုင်တော့ပါဘူးဆိုတာကိုပဲလွန်မြောက်အောင်အားထုတ်ရအဲ့ဒါအရိယဝါဒနောက်ဆုံးဒီသာသနာမှာတရားမဲ့တိဖို့တွေရုပ်တည်ဉာဏ်ကြီးမြင်သည်ဖြစ်စေမမြင်သည်ဖြစ်စေမိမိတရားလိုခြင်းတို့အားထုတ်တာကိုမိမိရနိုင်တဲ့နည်းနဲ့ရသလိုအားထုတ်ပါအဲ့ဒီပါရမီတွေရင့်အောင်ကြိုးစားပါအဲ့ဒါအမြတ်ပါပဲဘာအာဟုသူရှိမရှိဘေးချိတ်ထားမထရမနာရမအားရနာလို့အလုတ်ကပါပါတယ်အကျင့်သောတာပန်ပုဂ္ဂိုလ်ဒီသောတာပတ္တိမမကူမိရှေ့ဖို့နဲ့ရရှိသောတမာရီတွေအရဟတမနဲ့တူအရဟတမမှာထောင်းကားကိလေသာမရှိဘူးဟိုကမက်နဲ့ပယ်တတ်ထားလို့ထောင်းကားကိလေသာမရှိတာအခုကတမာတိနဲ့ခွာထားလို့ထောင်းကားကိလေသာမရှိတော့အဲ့ဒီတမာတိရဖို့ဆိုတာအိမ်မာနေရင်မရနိုင်ဘူးချက်ကုတ်ကုတ်ကဲစုပ်ပြတ်တာပေးတည်ပြီးတော့အဲ့အတင်းကုတ်ကဲပြီးတော့သေမတာသေရောအဖက်တွေ့တက်နေတဲ့အဲ့လိုပုဂ္ဂိုလ်မှာနေလားညလားတွေမတွက်နဲ့သမင်စားပြီးတာမစားပြီးတာတွေအောက်ကယောဂရနာတွေမရတာတွေထဲမတွက်နဲ့အသက်မသေးသေးသည်ဖြင့်အသက်ရှိနေသည်ဖြင့်မိမိရဲ့ကမ္မဋ္ဌာန်းကိုမလွတ်တဲ့ပုဂ္ဂိုလ်မျိုးမှသာလျှင်နော်တမာတိသို့ဆက်ရောက်နေပါလေဒီကြားထဲမှာကယောဂီတို့အိမ်မာနေရင်းနဲ့ရတော့ခုနချုပ်တယ်ဆိုတဲ့လောကီကာမပညာအတိတ်စိတ်ချုပ်အနာဂတ်စိတ်ချုပ်ပြေစာကိုချုပ်ပြေစာတော်တာချုပ်အရိတော်မှာကိလေသာနဲ့ရှင်ဘက်တွေကိလေသာတွေချုပ်အရိတမာရီရတော့မှာအဲ့ဒါကြောင့်မလို့အတတ်နိုင်ဆုံးတော့အိမ်မာနေရင်လေချုပ်သည်ဖြစ်စေမချုပ်သည်ဖြစ်စေရှေ့စိတ်တစ်လုံးကိုနောက်စိတ်နဲ့ရှုပါအဲ့ဒီရှုတဲ့အခါကဒီစိတ်ကလေးကကိုယ်မဖန်တီးပဲနဲ့သူ့ဘသူပေါ်လာတဲ့သဘောလေးတော့ညာကသိထားပါတတိထားလိုက်တဲ့အခါမှာပြက်သွားတယ်ကိုယ်မဖန်တီးပဲနဲ့ပေါ်လာတဲ့ဒီစိတ်ကလေးကသူကပြက်တဲ့သဘောဆောင်းပါလားလို့လည်းသိထားပါအနိစ္စဝတ္တသင်္ခါရဥပ္ပါဒဝယဓမိနောဥပိစ္ဆေဝနိယုဇဏိတေတံဥပသမုဒ္ဒုခော
သင်္ခါရတွေးတောကြံစည်တတ်တဲ့သင်္ခါရတရားလေးတွေဝတ္တစင်သိဧကံအနိစ္စမမြင်ဘူးဥပ္ပစိတ်တို့သူ့ဘောသူဖြစ်လာပြီးနိရောဓဇန်တိချုပ်တေတံဥပ္ပသဘောသူကိုချမ်းသာမဲတိဖို့ရိယန်ကြီးတွေဘာတွေညာတွေခဏချုပ်သွားအဲ့ဒီတွေးတောကြံစည်တဲ့စိတ်ဒီမိမိရဲ့လုံးလပြုတာမရှိဘဲနဲ့ဖြစ်လာတဲ့သဘောလေးကိုတော့သိထားပါအဲ့လိုဖြစ်လာတဲ့သဘောဒီစိတ်ကလေးသတိထားကြည့်တဲ့ကတော့ချုပ်သွားတဲ့သဘောလည်းသိထားပါရနိုင်တဲ့လက်ရောက်ကြိုးစားပြီးတော့အိမ်မှာအားထုတ်နေပါချုပ်ချင်လဲချုပ်မချုပ်ချင်လဲနေတတိထားတဲ့လေ့ကျင့်တဲ့အရှုတာကိုတော့မလျှော့ပါနဲ့အဲ့ဒီတော့ကြောင့်သေကံဤကြတော့မှအဲ့ဒီပုဂ္ဂိုလ်ကသေချာပေါက်အနှစ်ဖားပေါက်နဲ့ခြိစားနဲ့တဲ့လိမ့်မယ်အခုနေကတော့ရမ်းနေမှာဘာဖြစ်ဆိုသာဇောမယာဇောပစ္စည်းဇောတွေရှိတော့ရမ်းနေသေကံဤကြတော့သိပြီးအမိန်ကချပြီးအသက်ကငါယောဂါဒီပြန်လေထူထောင်ဖို့မဖြစ်နိုင်တော့ဘူးလို့သူ့ကိုယ်သူဆုံးပြတ်နိုင်တဲ့အချိန်ကနေစပြီးမှန်ကြသွားပါပြီအရိယချိန်နေပြီးတော့ဒီဒုက္ခဝေဒနာမှာဒေါသကိုခွာထားပြီးဖြစ်တဲ့ကြောင့်ဒုက္ခဝေဒနာကြောင့်မစင်းရတော့ဘူးအဲ့ဒီအချိန်မှာပြန့်လည်တဲ့စိတ်တွေကိုခုနသတိထားလေ့ကျင့်လာတဲ့အာစိဏကံပေါ့အဲ့ဒီအာစိဏကံသေကံဤမှာအာသနကံအကျိုးပေးပါလိမ့်မယ်ကြိုတင်ပြီးတော့လေ့ကျင့်ထားတဲ့အတွက်ကြောင့်သေကံဤကြမှာစိတ်ကဗျံပရာဖြစ်နေလို့ဘယ်ဆွဲလို့ဆွဲရမှမသိဖြစ်ဘူးအဲ့တော့ကြိုတင်ပြီးတော့သတိထားပြီးနေတာဝတိဘောလဲခေါ်ပါတယ်အာစိဏကံလဲခေါ်ပါတယ်နော်ချုပ်သည်ဖြစ်စေမချုပ်သည်ဖြစ်စေဆက်လက်ပြီးအားထုတ်ပါလို့တိုက်တွန်းနေပါတယ်